ခုပထမဆုံးတင်ပြပေးမယ့်အကြောင်းအရာကတော့စင်ပွားဈေးကွက်စနစ်လို့ခေါ်တဲ့ multi level marketing စနစ်ကလူတစ်ယောက်ကနေတစ်ယောက်ကိုစင်ပွားပြီးတော့လူသုံးကုန်ပစ္စည်းတွေကိုရောင်းချတဲ့စနစ်နဲ့အလုပ်လုပ်ရမှာဘယ်သူတွေကတကယ်အကျိုးရှိသွားတာလဲဒီသတင်းကိုတော့သတင်းတောက်အီမိုခင်ကအခုလိုတင်ပြထားပါတယ်multi level marketing လို့ခေါ်တဲ့စင်ပွားဈေးကွက်စနစ်ကမြန်မာနိုင်ငံကိုထိုးဖောက်လာတာနှစ်20ကျော်ရှိပြီးဒီစနစ်ကိုစိတ်ဝင်စားတဲ့သူတွေလည်းများပြားလာတာတွေ့ရပါတယ်ဒီစနစ်ကြောင့်ပြည်သူတွေကြားမှာဘယ်သူတွေကကိုတကယ်အကျိုးမြတ်ရရှိသွားတာလဲစင်ပွားဈေးကွက်စနစ်တွေကိုကိုယ်တိုင်ဝယ်ယူခြင်းထက်အဖွဲ့ဝင်ပွားခြင်းကမှအကျိုးမြတ်ရရှိနိုင်ပြီးအမျက်ငွေကိုကွန်ရက်ကြီးတစ်ခုလုံးကအချိုးကျခွဲဝေယူခြင်းဖြစ်တယ်လို့လုပ်ငန်းလုပ်ကိုင်သူကပြောပါတယ်ဒီကြတော့ဒီလူပွားတဲ့စနစ်ပဲလူချင်းဒီစီးပွားရေးခွင့်လန်းကိုရှင်းပြတယ်ကိုကနေပြီးတော့အကြောင်းပြုပြီးတော့ဒီစီးပွားရေးခွင့်လန်းနားလေသူနှစ်ယောက်ကိုပြောပြတယ်သူကလည်းသူ့ရဲ့ဒီစီးပွားရေးခွင့်လန်းသူနားလေပါသူ့ရဲ့မိတ်ဆွေတန်ကြီးနှစ်ယောက်ကိုပြောပြတယ်အနည်းဆုံး6လအတော်တွင်မှာကိုမိတ်ဆက်တဲ့သူပေါ့ကိုအသင်းခွဲထဲမှာလူက2000ကနေ4000အထိရောက်သွားတယ်ပေါ့တစ်လောက်သိန်း10ချီလိုချင်လားရာချီလိုချင်လားထောင်ချီလိုချင်လားကိုဘွားရဲ့စိတ်ကူးအိမ်မက်ကိုတကယ်ကိုကြိုးစားရင်ကြိုးစားတဲ့လောက်ရနိုင်တယ်လို့လည်းယုံကြည်ရပေါ့ဒီစီးပွားရေးလုပ်ငန်းကလက်ရှိဆရာဝန်လုပ်ငန်းထက်အဆင်ပြေနေပြီးမိတ်ဆွေများရှာနိုင်ရင်ပိုပြီးအောင်မြင်နိုင်ကမရှာနိုင်သူတွေကတော့အဲ့လိုလုပ်တဲ့အခါမှာမမပွားနိုင်ဘူးဆိုတဲ့ရည်ရွယ်ချက်ကဘာလို့ဆိုတော့ကိုယ်တိုင်ဝင်လုပ်ပြီးတော့ဘာကြောင့်လုပ်မှန်းမသိတဲ့လူကမပွားတော့ဘူးမပွားတဲ့အခါမှာ तू ကသူများကိုမပွားတဲ့အခါမှာ तू ကလည်းသုံးဆွဲသူအနေနဲ့ပဲရှိတဲ့အတွက်ကြောင့်ဘာဝင်ငွေမှမရတော့ပါဗျဟုတ် multi level market အားနည်းချက်တွေရှိတယ်ဟုတ်ကဲ့ပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရန်ကုန်စီးပွားရေးတက္ကသိုလ်မှပါမောက္ခချုပ်ဒေါက်တာခင်နိုင်ဦးနဲ့ Ainstar Network မှ Double Diamond ဆရာဦးကျိုးဆက်တို့ကဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ဆရာနဲ့ဆရာမမင်္ဂလာပါရှင်။ Multi Level Marketing စနစ်နဲ့ရိုးရိုး Marketing စနစ်ပေါ့နော်။ဘာကွာလဲပေါ့။အဲ့ဒါလေးအရင်ဆုံးရှင်းပြပေးပါရှင်။ရိုးရိုးစီးပွားရေးကျတော့ကျွန်တော်တို့ကုမ္ပဏီကနေပစ္စည်းတစ်ခုထုတ်လုပ်လာတယ်။အဲ့ဒီထုတ်လုပ်တဲ့ပစ္စည်းကနေကျွန်တော်တို့ဒီသုံးဆွဲတဲ့လူလက်ထဲရောက်ဖို့ဆိုတာကကျွန်တော်တို့ဒီစီးပွားရေးလောကမှာအချုပ်ကင်ထားတာကဒီဖြန့်ဖြူးရေးတဲ့ဆိုင်တွေပေါ့။ကျွန်တော်မြန်မာပြည်မှာဆိုဈေးဆိုင်တွေရှိတယ်၊ကုန်စုံဆိုင်တွေရှိတယ်ကျွန်တော်တို့တနိုင်ငံလုံးကိုဖြန့်တဲ့ကုန်တိုက်ကြီးတွေရှိတယ်။တကယ်တမ်းကအဲ့ဒီကုန်တိုက်တွေဆိုင်နေသူတို့ဘာပစ္စည်းမှမထုတ်လာဘူး။ထုတ်တဲ့ကုန်မြတ်နဲ့ယူပြီးတော့မှသုံးဆွဲတဲ့လူတွေသူတို့ကဖြန့်ပေးတာ။အဲ့ဒါကျတော့ရိုးရိုးစီးပွားရေးပေါ့။မာတီလယ်ဘယ်ကအဲ့ဒါကိုဘာကိုတွေးလိုက်တယ်လဲဆိုတော့သူ့ကုန်မြတ်နဲ့ထုတ်တဲ့ပစ္စည်းကိုဈေးဆိုင်တွေကနေမရောင်းမဲနဲ့လူချင်းမိတ်ဆက်ပြီးတော့မှမိတ်ဆက်ပေးသွားတဲ့စီးပွားရေးပေါ့။ဒီ Multi Level Marketing ကဒီသူကအဆင့်ဆင့်မှာ member ပွားရတာဖြစ်တဲ့အတွက်तू ကဆက်မပွားနိုင်လို့ရှင် तू ကရက်သွားတဲ့ခါကျတော့ तू ဝယ်ထားတဲ့ပစ္စည်းအလုံးဆုံးရှုံးသွားတဲ့ပုံစံမျိုးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့တကယ်တမ်းအကျိုးမြတ်ရသွားတာကအပေါ်အဆင့်ကလူတွေလို့ပြောကြတာပြောနော်အဲ့ဒီပုံမှာဆရာဘာပြောချင်လဲရှင်ဟုတ်တကယ်တမ်းကဒီ multi level ကိုသဘောပေါက်ခဲ့လို့ရှင်နော်တကယ်တမ်းဒီ multi level စီးပွားဆိုလူတိုင်းရဲ့ဘဝကိုအခွင့်အရေးအကောင်းဆုံးတစ်ခုပေးထားတာကျွန်တော်စီးပွားရေးလောကမှာဘာကြောင့်ကျွန်တော်အဲ့လိုပြောလဲဆိုတော့အကယ်၍မလားကိုကဆိုင်ကြီးဖွင့်နေတယ်ဆိုရင်ပတ်စံမရှိရင်ဖွင့်လို့မရအောင်စီးပွားရေးကြီးလုပ်ချင်ကိုမှလုပ်လို့ပတ်စံမရှိတော့ဘလို့မှလုပ်လို့မရအောင်တို့တော့လည်း multi level မှာပတ်စံနည်းနည်းလေးနဲ့ဒီစီးပွားရေးကိုဝင်လို့ရတယ်တို့တော့လည်း multi level မှာအများကြီးရှိတယ်အောင်မြင်တဲ့ဟာရှိသလိုမအောင်မြင်တဲ့ဟာလည်းရှိတယ်ပြီးတော့အောင်မြင်တဲ့လူရှိသလိုမအောင်မြင်တဲ့လူလည်းရှိတယ်အဲ့ဒါပါဆိုဒီစီးပွားရေးကဘဒုအတွက်အကျိုးအများဆုံးတက်ရောက်ဆိုနံပါတ်1နိုင်ငံတော်အစိုးရအတွက်အကျိုးလုံးဝတက်ရောက်တယ်အထူးဖြင့်ကျွန်တော်မြန်မာပြည်မှာဆိုပါစို့ဘယ်ကုံစုံဆိုင်မှာပဲကြည့်ကြည့်ဘယ်နေရာပဲတက်ကြည့်ကြည့်ကျွန်တော်တို့တိုင်းပြည်ထဲမှာဖြန့်နေတဲ့ပစ္စည်းတွေအကုန်လုံးကနေဇက်ကနေမောင်ခိုဝယ်လာတဲ့ပစ္စည်းတွေပဲများတော့ဖြင့်90%လုံးဟာဈေးတစ်ဈေးလုံးတနိုင်ငံလုံးမှာပြန့်နေတဲ့ပစ္စည်းတွေဟာနိုင်ငံတော်အစိုးရအခွန်တော်ငွေဆောင်ထပ်လို့မရှိသလောက်ကိုနှဲတယ်ကျွန်တော်ဒီ network မှာကျတော့မြန်မာပြည်ကိုဝင်လာကြတဲ့နိုင်ငံတော်အစိုးရမှာတရက်ဝင်ခွင့်တောင်းပြီးတာပြီးတော့ဒီစီးပွားရေးဝင်လုပ်တဲ့လူတိုင်းကလည်းရတဲ့ဝင်ငွေတွေကနေနိုင်ငံတော်အစိုးရကိုဥပဒေပုံမှန်40ခွင်းစားနှစ်နဲ့တရက်ဝင်ခွင့်တော်ဆောင်ထားပေးတာဒီဒေသကကုမ္ပဏီရဲ့ရည်ရွယ်ချက်ကလူတိုင်းကိုပစ္စည်းကောင်းကောင်းသုံးစေချင်တယ်နော်ပြီးတော့ကျွန်တော်ဒီ Ainstar ကနေထုတ်လုပ်တဲ့ပစ္စည်းကိုလူတိုင်းကသုံးမယ်ဆိုလို့ရှိရင်ပေါ့ပစ္စည်းကောင်းကောင်းသုံးရမှာတော့တေးကြတယ်ဆိုချင်တာကကျွန်တော်တို့ဒီအဲ့ဒီလိုပစ္စည်းသုံးရင်ဘာအကျိုးကျေးဇူးရမလဲဆိုတော့ခါတိုင်းစီးပွားရေးမှာထုတ်လုပ်တဲ့လူရှိတယ်ဖြန့်ဖြူးတဲ့လူရှိတယ်သုံးဆွဲတဲ့လူရှိတယ်ဆိုတော့အဲ့ဖြန့်ဖြူးရေးလုပ်တဲ့နေရာမှာကျွန်တော်တို့ကဝင်ကြည့်လိုက်မယ်ဆိုပါစို့ကိုယ့်ရဲ့ဆိုင်မှာလူအများကြီးဝင်လို့ရှိရင်ကိုယ်အကျိုးအမြတ်ရှိတာတော့တေးကြတယ်မာတီ level မှာကျတော့ကျွန်တော်ဆိုင်ကမ်းနဲ့မဖွင့်တော့ဘူးဆိုတော့ဆိုင်မရှိဘဲနဲ့ကိုယ်ကနေဒီလိုမျိုးဖြန့်ဖြူးရေးကုန်တိုက်တစ်ခုလိုဖြစ်သွားတာဆိုတော့ကျွန်တော်ကကိုယ့်ရဲ့အဖွဲ့အစည်းမှာလူအယောက်1000ရှိလားအယောက်2000ရှိလား3000ရှိလားအဲ့ဒီလူတွေရဲ့သုံးဆွဲတဲ့အပေါ်မှာကုန်မြတ်နေကျွန်တော်တို့ကိုဘယ်လိုပြန်ဖြန့်ဖြူးရေးနေအရာပါစင်ကပေးတာပေါ့ဗျာဒါကအမှန်တိုင်းရှင်းလေးပြောရမယ်ဆိုလို့ရှိရင်ဒီစင်ပွားဈေးကွက်စနစ်မှာပေါ့နော်ဝင်လုပ်တဲ့သူတွေအနေနဲ့ပေါ့နော်ရေရှည်အနေနဲ့သူတို့ရဲ့အာမခံချက်တွေကဘာတွေရှိလဲရှင်ဟုတ်တကယ်တမ်းကဘဝအတွက်ရေရှည်အာမခံချက်အကောင်းဆုံးကဒါမျိုးစင်ပွားစီးပွားရေးပဲဗျဘာကြောင့်ဒီလိုကျွန်တော်ဒီလိုပြောလဲဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းတွေရှိတယ်
သူတို့တွေကုမ္ပဏီတစ်ခုမှအလုပ်တက်လုပ်လို့ရှိရင်အလုပ်ပြုတ်တာနဲ့သူ့ရဲ့ဝင်ငွေပြုတ်သွားပြီနော်မာတီ level မှာကျတော့အဲ့လိုမဟုတ်ပြန်စဉ်းစားတော့ကိုယ့်ရဲ့အတင်းမှာလူအယောက်100ရှင်အဲ့ဒီလူအယောက်100က MSA ပစ္စည်းကိုသုံးဆွဲနေသေးတဲ့ MSA ကနေအဲ့ဒီလူအယောက်100သုံးဆွဲတဲ့သုံးဆွဲမှုဘဝကနေအကျိုးအများကိုကိုပေးတော့မှာကိုအသက်ရှိသည်ဖြစ်စေပေသည်ဖြစ်စေဘဝဘယ်လောက်ထိပြောင်းသွားသည်ဖြစ်စေပေါ့အဲ့ဒါကဘဝကြီးတစ်ခုလုံးကိုခိုင်မာမှုကိုပေးတဲ့စီးပွားရေးလို့ကျွန်တော်ကရှင်းပြပေးချင်ပါတယ်ဗျ ကဲဟို